သူဒီတားကောင်ကြီးဝမ်ပိုက်တဲ့တော့ဘုံတလုံးထဲသွင်းပြီးဖုံးတလုံးနဲ့ချိတ်ဆက်ကအခြေပြားအောက်တွင်ပြန်ချုပ်ခဲ့သည်ထို့နောက်ထိုတားကောင်ကိုရဲစခန်းတစ်ခုအတွင်းသို့တိတ်တဆိတ်ဝင်ရောက်ရန်အမိန့်ပေးခဲ့သည်အချိန်တန်သောအခါဝမ်ပိုက်တွင်မှဖုံးတည်မိလာပြီးပောက်ကွဲစေတတ်သောနေရာမှာအတန်မီလာကဘုံကိုပောက်ကွဲစေခဲ့သည်ထိုပောက်ကွဲမှုကပြဿနာများဖန်တီးပေးပြီးရဲများကိုအာယုံလဲသွားစေသောကြောင့်ပြစ်ဒဏ်ချမှတ်ခံထားရသူပြစ်မှုကျူးလွန်သူမှထွက်ပြေးလွတ်မြောက်သွားခဲ့သည်သူဒီ1835ခုနှစ်တွင်ပြန်သက်ဘရင်ကိုလောက်ကြံရန်ကြိုးပမ်းရင်းပြောင်း25ပေါက်ပါသောတနက်တလက်ကိုတိဆောက်ခဲ့သည်ပြောင်းတစ်ခုစီမှာတစ်ချိန်တည်းပစ်ခတ်နိုင်ခဲ့သည်တင်တွေ့သည့်အတိုင်းသူဒီထိုတနက်ကိုပရင်ပေါက်တစ်ခုတွင်တက်ဆင့်ထားသည်ကြီးစံ400ကျော်ကိုတင်ထားခဲ့သည်ဘရင်သည်စီရေးပြအခမ်းအနားအတွင်းအနီးသို့ရောက်လာသောအခါထိုလက်လုံတနက်ကပစ်ခတ်ခဲ့သည်လူအုပ်ထဲသို့ကြီးစံများပက်ဖြန်ကလူ18ဦးကိုတေဆုံးစေခဲ့သည်အန်ဩစရာကောင်းစွာဖြင့်ဘရင်လူဝတ်သည်အသက်ရှင်ကြံ့ရစ်ခဲ့သည်နောက်ပြန်ဆောင်အားကြောင့်သူပုံကန်သူ၏လက်နှစ်ဖက်စလုံးကျိုးသွားခဲ့သောကြောင့်သူသည်ချက်ချင်းအဖမ်းခံထားရပြီးကွက်မြတ်ခံခဲ့ရသည်၎င်းသည်ပိုက်ပစ်တိုတီပြီး1940ခုနှစ်တွင်ရဲချုပ်ကော်မရှင်နာအဒတီထွင်ခဲ့သောလျှို့ဝှက်လက်နက်တစ်ခုဖြစ်သည်၎င်းကိုပစ်ခတ်ရအဒထိုသူသည်ပထမဦးစွာကြီးထိုးကန်းကိုဖွင့်ပြီးကြီးစံတောင်ထည့်သွင်းခဲ့သည်ကြီးထိုးကန်းကိုပြန်ပိတ်ပြီးသည်နှင့်ရဲရရှိသည်၎င်းကိုတာမန်ပိုက်တစ်ခုဖြင့်ဆေးလိတောက်နိုင်သည်သို့သောအန်ဒီယာရှိသည့်အချိန်ခါတွင်သူသည်၎င်းကိုလှန်လိုက်ပြီးတင်းငယ်ကိုခလုတ်ကိုဆွဲကာ